တင်းကြအကျဉ်းနေဒိဋ္ဌိဒိဋ္ဌမတ္တဝိပဿနာတရားဒိဋ္ဌိဒိဋ္ဌမတ္တဝိပဿနာတရားကိုမြတ်စွာဘုရားကနှစ်ကြိမ်ဟောခဲ့တာကိုတွေ့ရတယ်။ဘာဟိယဆိုတဲ့ဉာဏ်ထက်မြက်တဲ့ယဟန်ကိုလည်းဒိဋ္ဌိဒိဋ္ဌမတ္တဆိုတဲ့တရားကိုဟောခဲ့တယ်။တခါမာလုကျပုဒ္ဒလို့သူ့ရဲ့အမေကမာလုကျလို့ခေါ်တဲ့ပုံနေမကြီးရဲ့သားမာလုကျဆိုတဲ့ပုံနေမကြီးရဲ့သားဖြစ်တဲ့ယဟန်ကိုမာလုကျပုဒ္ဒလို့မှတ်တမ်းတင်ထားတာရှိတယ်။အဲ့ဒီမာလုကျပုဒ္ဒဆိုတဲ့ယဟန်တော်ဟာအသက်တော်တော်လေးရအသက်အရွယ်ကြီးနေပြီ။မြတ်စွာဘုရားစီသွားပြီးတော့တပည့်တော်ကိုဝိပဿနာကျင့်စဉ်တရားဓမ္မအချင်းချင်းဟောပေးပါတဲ့မြတ်စွာဘုရားဟောပြီးရင်တပည့်တော်လိုက်နာကျင့်သုံးပါမယ်ဆိုတော့မြတ်စွာဘုရားအသက်အရွယ်ကြီးနေတဲ့မာလုကျပုဒ္ဒတို့တောင်းတရားလုပ်ပါမယ်ပြောနေတာတဲ့ငယ်ရွယ်သူတွေဆိုပို့လို့တင်တာပေါ့လို့တနည်းအားဖြင့်ပြောရင်မြတ်စွာဘုရားကသူ့ကိုတပိုင်းကလည်းချီးမြှောက်ပြီးတော့ပြောလိုက်တဲ့စကားတပိုင်းကလည်းသူ့ကိုနှိပ်ပြီးတော့ပြောလိုက်တဲ့စကားခုအသက်ကြီးသည့်ထီအောင်ခုမှလာပြီးတော့ဝိပဿနာတရားဟောပေးပါလို့ဆိုတာသက်ကြီးမှလာတောင်းမှရမလားလို့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့လည်းပြောတယ်ပေါ့နောက်တစ်ခုကတော့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေတောင်းလုံနေတာငယ်တဲ့ပုဂ္ဂိုလ်တွေဆိုပိုလုံးတဲ့နာပေါ့ဆိုတဲ့အဓိပ္ပာယ်လည်းပါတယ်အဲ့တော့သူကတပည့်တော်ရှင်ဘုရားတရားနာရပြီးတဲ့အခါမှာကြိုးကြိုးစားစားအထောက်ပါမယ်လို့ဆိုတော့မြတ်စွာဘုရားသူရှင်းပြတာလေးတွေတော့ကောင်းတယ်ဒိဋ္ဌိဒိဋ္ဌမတ္တကျင့်စဉ်ကိုကျင့်မယ်ဆိုတဲ့အခါမြတ်စွာဘုရားရှင်းပြပုံလေးကမျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံမျက်စိနဲ့မြင်လို့ရတဲ့အဆင်းအာယုံအဲ့ဒီအဆင်းအာယုံကိုမမြင်လဲမမြင်ဘူးဘယ်တော့မှလည်းမြင်ခဲ့တဲ့ဟာမဟုတ်ဘူးကိုမမြင်ဘူးတဲ့အရာပေါ့မမြင်ဘူးတဲ့အဆင်းအာယုံအခုလည်းမြင်နေတာလည်းမဟုတ်ဘူးမြင်ခြင်းလိုက်ထားလို့စိတ်ထဲမှာလည်းဆန္ဒမရှိဘူးအာယုံတစ်ခုဟာကိုလည်းမမြင်ဘူးမြင်နေတာလည်းမဟုတ်ဘူးမြင်ခြင်းတယ်ဆိုတဲ့စိတ်အတွေးထဲမှာလည်းမရှိဘူးဆိုတဲ့အာယုံပေါ်မှာတဲ့မိမတွေ့တာမှုတွေတတ်မဲ့မှုတွေချစ်ခင်မြတ်နိုးမှုတွေဖြစ်သလားတဲ့ဆိုတော့မဖြစ်ပါဘူးဟုတ်တယ်လောကလူတွေဟာကိုယ်မျက်စိနဲ့မမြင်ဘူးတဲ့အာယုံပေါ်မှာချစ်ခင်တယ်တွေ့တာတယ်လိုချင်တယ်ဆိုတာမရှိဘူးကြားမှမကြားဘူးသေးတဲ့ကိစ္စနဲ့ပတ်သက်လာလို့ရှိရင်လိုချင်တယ်ဆိုတာမရှိဘူးဒါမှန်တယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကတောရွာမှာရင်နှွေးလိုချင်မီးဖို့ပြီးတော့မြေအိုးနဲ့ပဲရင်နှွေးအိုးတည်ပြီးတော့ဒီလိုသုံးကြတာဖြစ်တော့ရင်နှွေးကိုတည်ပြီးတော့ကြားရှည်စွာထိန်းထားတဲ့ဓာတ်ဘူးဆိုတာရှိကုန်မရှိဘူးကြားလည်းမကြားဘူးမြင်လည်းမမြင်ဘူးဆိုတော့ဘယ်သူတွေမှအဲ့ဒီလူတွေရဲ့စိတ်ထဲမှာဓာတ်ဘူးလိုချင်တယ်လို့မရှိဘူးနော်ရင်နှွေးရခြင်းမီးမွေးပြီးတော့တည်လိုက်မှဆိုရအသိပဲရှိတယ်အခုလိုချင်အခုလောက်တဲ့အသိလေးပဲရှိတယ်လိုချင်တယ်ဆိုတာမရှိဘူးအဲ့ဒီတော့ကက်ဆက်တို့ရေဒီယိုတို့ဘာတို့ညာတို့မရှိသေးတဲ့အချိန်မှာဆိုလဲတယ်လီဗီရှင်းတို့လည်းမရှိဘူးမရှိတဲ့အချိန်မှာတ
television လေးဝယ်ကျင်လိုက်တာဆိုစိတ်လည်းမဖြစ်ဘူးကက်ဆက်လေးရှိရင်ကောင်းမှာပဲလို့နားထောင်ခြင်းနဲ့စိတ်တွေလည်းဘာမှမရှိဘူးအဲ့တုန်းကရှိတာဘာလို့ဆိုကိုယ်ပါဇက်ကိုသုံးချပြီးလေချွန်တာပဲရှိလေချွန်တာနဲ့လက်ဖြောက်တီးတာပဲဒါအဲ့ဒါပဲတခြင်းတုံးမှာတော့ပြင်းလို့ရှိရင်လေချွန်ပြီးလက်ဖြောက်တီးကြအဲ့ဒါလောက်ဟာမှာဘယ်သူမှလည်းကက်ဆက်ဆိုတာတော့မျောလင့်တာမရှိကြဘူးလိုချင်တာတွေမရှိဘူးဘာဖြစ်လို့လဲဆိုမမြင်ဘူးလို့ပဲမမြင်ဘူးမတွေ့ဘူးတဲ့အာယုန်တစ်ခုကိုလိုချင်တယ်ဆိုတာမဖြစ်ဘူးအဲ့ဒါလိုပဲမြတ်စွာဘုရားကမေးလိုက်တယ်ကိုယ့်မျက်စိနဲ့မြင်ရတဲ့အာယုန်တွေထဲမှာတဲ့ဘယ်တော့မှလည်းမမြင်ခဲ့ဘူးအခုလည်းမြင်နေတာမဟုတ်ဘူးမြင်ကျင်လိုက်တာလို့ဆိုတဲ့ဆန္ဒလည်းမဖြစ်ဘူးသိမှမသိတာဆန္ဒမဖြစ်ဘူးအဲ့ဒီအာယုံပေါ်မှာမင်းလိုချင်မှုတွေ့တာမှုတတ်မဲ့မှုတွေရှိပါမလားမရှိပါဘူးဗျာကြည့်တော့ဒါတရားနဲ့ပတ်သက်လာလို့ရှိဖြစ်ပေါ်လာတာဟာမရှိတာတွေဖြစ်လာတယ်ဆိုတဲ့သဘောဟာအလွန်ထင်ရှားတယ်ပေါ့ခဏခေတ်မှကြည့်လိုက်မယ်ဆိုရင်လိုချင်စရာတွေမြင်လာတာကိုလိုချင်စရာတွေလိုအပ်ချက်တွေဟာများပြီးတော့လာမဆုံးနိုင်ဒီတစ်ခုရရင်နောက်တစ်ခုရရင်နောက်တစ်ခုတစ်မျိုးပြီးတစ်မျိုးပေါ်နေတဲ့အခါကျတော့လိုချင်စရာတွေဟာမဆုံးနိုင်တော့များလာတယ်ခဏခေတ်အဲ့တော့မြတ်စွာဘုရားကဟောလိုတာကအဲ့ဒီပုံမှာတဏှာရာဂဆန္ဒတွေ့တာမှုတွေမဖြစ်ဘူးဆိုလို့ရှိရင်ကိုမြင်ဘူးတဲ့အရာပေါ်မှာလည်းပဲအဲ့ဒီလိုမဖြစ်အောင်ကျင့်ရမယ်လို့ဒီလိုဆိုလိုတာပေါ့နော်ဒိဋ္ဌိဒိဋ္ဌမတ္တံဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတဲ့စကားလုံးကမြင်လိုက်တဲ့အာယုံပေါ်မှာမြင်လိုက်တဲ့အတိုင်းအတိုင်းပဲယတ်တာမျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံလေးကိုမြင်လို့ရှိရင်အဲ့ဒီမြင်တဲ့အဆင်းအာယုံအတိုင်းလေးနဲ့ပဲယတ်တာလို့ဆိုအဲ့တော့ဗာနေရမှာတော့မေးလို့ရှိရင်တတိထားရမြင်တဲ့အာယုံလေးပေါ်မှာတတိထားစိတ်ဆိုတာအာယုံတစ်ခုပေါ်လာလို့ရှိရင်အလွန်လင်းမြန်တဲ့နှုံသားနဲ့အတွေးတွေပေါ်လာတာနောက်ကလိုက်လာအတွေးကချက်ချင်းလိုက်မျက်စိကမြင်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီအာယုံပေါ်မှာဆင့်ပြီးတော့တွေးသွားတယ်အဲ့ဒီအတွေးတွေမရောက်အောင်မြင်တဲ့အာယုံလေးပေါ်မှာတတိကတ်ထားပြီးတော့မြင်တယ်ဆိုတဲ့အတိုင်းအတာနဲ့ရပ်နိုင်အောင်ကြိုးစားအဲ့ဒါတွေကိုတွေးပြီးတော့ကောင်းတယ်မကောင်းဘူးလိုချင်စရာကောင်းတယ်လိုချင်စရာမကောင်းဘူးငါဟာမဟုတ်ဘူးဆိုတဲ့အတွေးတွေရှေ့ဆက်မလာစေနဲ့မျက်စိကမြင်လိုက်တဲ့နေရာလေးမှာရပ်လိုက်အဲ့ဒါကိုဒိဋ္ဌိဒိဋ္ဌမတ္တံမြင်တဲ့အာယုံပေါ်မှာမြင်တဲ့အာယုံအတိုင်းတာပဲလို့ဆိုလိုတာကအဲ့ဒီပေါ်မှာတွေးပြီးတော့လိုချင်တဲ့စိတ်မဖြစ်စေနဲ့မုန်းတီးတဲ့စိတ်တွေလည်းမဖြစ်စေနဲ့ဘာမှမသိဘူးဆိုတဲ့တွေးဝေတဲ့စိတ်တွေလည်းမဖြစ်စေနဲ့တဲ့ဘာနဲ့မဖြစ်စေရမှာတော့ဆိုမြင်တဲ့အာယုလေးပေါ်မှာတတိကတ်လိုက်လို့ရှိရင်ဒါတွေမလာတော့ဘူးလို့ဆိုလို့တယ်ပေါ့ဒါဒိဋ္ဌိဒိဋ္ဌမတ္တံချစ်စဉ်တစ်ခုလွယ်သလားလို့ဆိုတော့လွယ်ကူကတော့မဖြစ်ဘူးဘာဖြစ်လို့မလွယ်တာတုံးလို့မေးလူတွေဟာအမြဲတမ်းအာယုန်နဲ့တတိဟာကပ်မနေတတိကအလွန်အားပြော့နေတယ်တွေးမိတွေးရတယ်အတွေးရင်ကြောတွေမှာမျောနေတတ်တာများတတိတွေအလွန်အားနေတယ်အားနေသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အာယုန်ပေါ်မှာမျောပါသွားတဲ့စိတ်တွေကပိုများလာအဲ့ဒါကိုလေ့ကျင့်ပေးရမှာသူကတတိတွေကောင်းလာပြီဆိုရင်ဖြတ်ခနဲ့ထိန်းလိုက်နိုင်တဲ့အနေအထားမျိုးလေးတွေဖြစ်လာတတိကိုလေ့ကျင့်ပေးရမယ်လို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားကမဟာလောကျဗုဒ္ဓယဟန်ကိုမေးပြီးတော့အဲ့ဒီမြင်တဲ့အာယုလေးပေါ်မှာအမြင်ကလေးအတိုင်းအတာနဲ့ပဲရပ်အောင်ကြိုးစားတဲ့အဲ့တော့အမြင်ကလေးအာယုပေါ်မှာရပ်အောင်ကြိုးစားဆိုတာမြင်တဲ့အာယုဟာအဆင်းအာယုလို့ခေါ်တယ်အဆင်းအာယုမျက်စိကမြင်တာအဆင်းကိုပဲမြင်တယ်တဏ္ဍာလေးကိုပဲမြင်တယ်သို့သောမျက်စိကမြင်တာဟာမြဲတယ်ဆိုတာမမြင်ဘူးမ
ငါဟာဆိုတာမမြင်ဘူးချမ်းသာတယ်လို့ဆိုတာမမြင်ဘူးအဲ့ဒါတွေကဆက်လာတဲ့အတွေးတွေမျှတာဖြစ်တယ်သူမြင်လိုက်တာအစင်းအာယုံလေးပဲမြင်လိုက်တယ်ပေါ့အဲ့ဒီမြင်လိုက်တဲ့အာယုံလေးမှတင်ရနိုင်အောင်ကြိုးစားဒါကအဓိပ္ပာယ်တစ်ခုနောက်တစ်ခုကျတော့ဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတာမြင်လိုက်တဲ့အချိန်မှာဖြစ်တဲ့စိတ်ကမြင်သိစိတ်ကလေးမြင်မှန်းသိလိုက်တဲ့စိတ်ကလေးမှာလောဘမပါဘူးဒေါသမပါဘူးမောဟမပါဘူးသူကမြင်တာကိုမြင်တယ်လို့ပဲသိလိုက်တယ်တန့်စင်နေတဲ့စိတ်ဖြစ်တဲ့စက္ခုဝိညာဉ်စိတ်ဟာတန့်စင်နေတယ်ထို့တူပဲအဲ့ဒီအာယုံလေးပေါ်မှာလက်ခံတဲ့တမ္ပတိဆိုင်စိတ်လေးစုံစမ်းတဲ့တန်တိရဏစိတ်လေးဆုံးဖြတ်တဲ့ဝဋ္ဌောပနစိတ်လေးအဲ့ဒီစိတ်ကလေးတွေဟာအဘိဓမ္မာသင်ထားလို့ရှိရင်စိတ်တစ်ခုဖြစ်ပြီဆိုရင် mental process နဲ့ဆက်သွားတဲ့စိတ်လေးတွေဟာဖြစ်ပြီးရင်မြင်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီစိတ်လေးဟာရပ်တန့်လို့မရဘူးတဘာဝအတိုင်း process အနေနဲ့ဖြစ်စဉ်ကြီးတစ်ခုအနေနဲ့ဆက်သွားတယ်အဲ့ဒီဆက်သွားတဲ့အခါမှာစက္ခုဝိညာဉ်စိတ်လေးမြင်သိစိတ်ဖြစ်တဲ့အခိုက်လေးမှာလိုချင်တယ်တို့မုန်းတီးတယ်တို့မသိဘူးဆိုတာတွေမလာဘူးမြင်ုံတက်တက်ပဲတမ္ပတိဆိုင်ဆိုတဲ့လက်ခံတဲ့စိတ်ကလေးဖြစ်တဲ့အချိန်မှာလဲလက်ခံယုံတက်တက်ပဲတန်တိရဏစူးစမ်းနေဆိုတဲ့ဟာလေးကလည်းပဲလက်စူးစမ်းတဲ့နေထားတက်တက်ပဲဝဋ္ဌပနဆုံးဖြတ်တယ်ခွဲခြားထားတယ်ဆိုတာလဲတဘာဝတရားလေးတက်တက်အပေါ်မှာပဲဒီအာယုံကောင်းတယ်ဆိုးတယ်ဆိုတဲ့ဟာတွေဘာတစ်ခုမှမလာသေးဘူးအေးဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတာအဲ့ဒီစိတ်တွေအတိုင်းတာအတိုင်းဇောဖြစ်တဲ့အခါမှာလည်းပဲသူတို့ရဲ့ဘောင်ကိုမကြော်ပဲနဲ့လိုချင်တယ်ဆိုတာမလာစေနဲ့လို့ဆိုလို့တယ်လိုချင်တာတွေမလာစေနဲ့မုန်းတီးတယ်ဆိုတာတွေမလာစေနဲ့အမှန်မသိဘူးဆိုတာတွေမလာစေနဲ့စက္ခုဝိညာဉ်စိတ်ရဲ့အတိုင်းတာလေးအတိုင်းရှိပါစေလို့ဆိုတာဒိဋ္ဌိဒိဋ္ဌမတ္တကျင့်တယ်လို့ခေါ်တယ်စိတ်ရဲ့တဘာဝအလျောက်ဖြစ်လိုက်ပြီဆိုရင်ဇောတိအောင်သွားတာပဲဒါဝိထိဖြစ်စဉ်တစ်ခုဟာစက္ခုဝိညာဉ်နဲ့အစင်းအာယုံလေးတိုက်လိုက်တာနဲ့တပြိုင်နက်စိတ်တကားဟာပွင့်သွားတယ်ပင်စဒရဝေဇံလို့ခေါ်တယ်စိတ်တကားပွင့်သွားတယ်ပွင့်သွားတဲ့အချိန်မှာစက္ခုဝိညာဉ်စိတ်လေးပေါ်လာတယ်မြင်လိုက်တယ်မြင်ပြီးပျောက်သွားတယ်မြင်လိုက်တာကိုလက်ခံလိုက်တယ်တမ္ပတိဆိုင်လက်ခံပြီးပျောက်သွားတယ်ပျောက်သွားပြီးတဲ့အခါတန်တိရဏစုံစမ်းတဲ့စိတ်လေးပေါ်လာတယ်စုံစမ်းပြီးပျောက်သွားတယ်ဝဋ္ဌပနထိုအာယုံကိုခွဲရန်ချပြီးတော့ထားလိုက်တယ်ထားပြီးရင်သူ့အလုပ်ပြီးလို့ပြတ်သွားပြန်တယ်အဲ့ဒီနောက်မှာဒီအာယုံလေးနဲ့ပတ်သက်ပြီးတော့အကျဉ်းချင်း9ကြိမ်လောက်ထပ်ပြီးတော့ဖြစ်တဲ့ဇောစိတ်ဆိုတာအရှိန်အဟုန်လေးနဲ့ဖြစ်လာအဲ့ဒီဇောစိတ်ကြမှာလိုချင်တယ်တို့မုန်းတီးတယ်တို့ဆိုတာတွေလာလို့အဲ့ဒီဇောစိတ်ကလည်းအဲ့ဒီအတိုင်းပဲတကယ်တော့လောဘတွေဒေါသတွေမောဟတွေမဖြစ်စေဘဲနဲ့စက္ခုဝိညာဉ်စိတ်တုံးကဖြစ်တဲ့အတိုင်းအတာလေးတဲ့ဘောင်မကျော်ဘဲနဲ့ဒီအာယုံလေးပေါ်မှာသူ့ဘာသူစိတ်တဘာဝအတိုင်းဖြတ်တန်းတာလေးလောက်ပဲဖြတ်တန်းသွားပါစေဒီအာယုံလေးဟာတက်တန်းစေတဲ့အခါကျတော့စိတ်18ချက်ပြည့်သွားလို့ရှင်သူ့ဘာသူလိုလျောက်ချုပ်ပြောက်သွားတာအာယုံလေးကချုပ်ပြောက်သွားတယ်အာယုံလေးတစ်ခုရဲ့တက်တန်းဟာစိတ်ပေါင်း18ခုဖြစ်တဲ့အချိန်နဲ့ညီမျှတယ်ဆိုပါစို့မျက်စိနဲ့အဆင်အာယုံတိုက်လိုက်တဲ့အခါမှာလက်ရှိဘဝင်စိတ်လေးက3ခါလောက်ဖြစ်လိုက်တယ်3ခါလောက်ဖြစ်ပြီးတော့ချုပ်သွားတယ်ဘဝင်စိတ်3ခါချုပ်ပြီးတဲ့အခါမှာစိတ်တကားကိုဖွင့်ပေးတဲ့မနောဒပင်စဒရဝိဇ္ဇာစိတ်ဖြစ်တယ်ပင်စဒရဝိဇ္ဇာစိတ်ဖြစ်ပြီးရင်မြင်သည့်စက္ခုဝိညာဉ်စိတ်ဖြစ်တယ်စက္ခုဝိညာဉ်စိတ်ဖြစ်ပြီးရင်စူးစမ်းတဲ့လက်ခံတဲ့တမ္ပတိဆိုင်ဖြစ်တယ်ပြီးတော့တန်တိရဏစိတ်ဖြစ်တယ်ပြီးတော့ခွဲခြားထားတဲ့ဝဋ္ဌပနဖြစ်တယ်ပြီးတော့ဇော9ကြိမ်ဖြစ်တယ်အဲ့ဒီနောက်မှာတရာယုံစိတ်2ကြိမ်ဆို18ခုဖြစ်သွားအဲ့ဒီ18ခုဖြစ်ပြီးရင်ချုပ်သွားဒီစိတ်ရဲ့လုပ်ငန်းအာယုံလေးရဲ့တက်တန်းဟာကုံဆုံးသွားအာယုံလေးတစ်ခုကိုစိတ်ပေါင်း18ခုကဝိုင်းဝန်းပြီးတော့လှုပ်ကြတယ်လို့ဆိုလို့အာယုံလေးတစ်ခုပေါ်လာဒါကဒီဖြစ်စဉ်လေးတစ်ခုကိုပြောတာဥပမာထင်ရှားတဲ့ဥပမာနဲ့မှတ်ရမယ်ဆိုရင်လူတယောက်ဟာအခန်းထဲမှာတကားလေးပိတ်ပြီးတော့စာဖတ်နေတာတို့သို့မဟုတ်အိတ်နေတာတို့တခုခုပေါ့
ကိုယ့်ဘာကိုယ်တယောက်တည်းနေတဲ့အချိန်မှာပြင်ကနေတကားလာခောက်တယ်တကားလာခောက်လိုက်တဲ့အချိန်မှာစိတ်ကလေးကအဲ့ဒီရောက်သွားတယ်ရောက်သွားတော့တကားကိုဖွင့်ပေးလိုက်တယ်ဖွင့်လိုက်တဲ့အခါမှာဧည့်သည်မြင်ရတယ်အိမ်ထဲကိုဖိုက်ခေါ်လိုက်တယ်ဧည့်သည်နဲ့စကားပြောတယ်ပြီးတော့ဧည့်သည်ကိုဧည့်ခံတယ်ဧည့်ခံပြီးတဲ့အခါဧည့်သည်ကနှုတ်ဆက်ပြီးတော့ပြန်ထွက်သွားတယ်တကားပြန်ပိတ်သွားတယ်အဲ့ဒီဖြစ်စဉ်လေးတစ်ခုကိုကြည့်လိုက်အဲ့ဒါလိုပဲတကားလာခောက်လိုက်တဲ့အချိန်လေးတကားလာခောက်လိုက်တာနဲ့အာယုန်နဲ့စိတ်သွားပြီးတော့တိုက်ခိုက်တယ်ဆိုတဲ့အစာကလေးဖြစ်ပေါ်လာတကားခောက်တဲ့အခါဘသူပါလဲဆိုပြီးတော့စူးစမ်းပြီးတကားထဖွင့်လိုက်တာနဲ့ပိဿဒရဝိဇ္ဇစိတ်ဖြစ်တာနဲ့တူတယ်ဖွင့်လိုက်တော့လာတဲ့လူကိုမြင်လိုက်တာနဲ့သက္ခုဝိညာဉ်စိတ်ဖြစ်တယ်လာပါလို့လက်ခံလိုက်တာနဲ့တမ္ပတိဆိုင်ဖြစ်ဘာကိစ္စလာတယ်လဲလို့မေးတာနဲ့တန်တိရဏစိတ်ဖြစ်တယ်အကြောင်းအရာသိပြီးဩဘာကိစ္စလာတာပဲဆိုတာဆုံးဖြတ်ချက်ချတာနဲ့ဝဋ္ဌပနာစိတ်ဖြစ်အဲ့ဒီကိစ္စကိုဆွေးနွေးကြတာဇောဖြစ်တယ်ဇောဖြစ်ပြီးတော့နှုတ်ဆက်ပြီးတော့ပြန်ထွက်နှုတ်ဆက်တာကတရားယုံဖြစ်တယ်ပြန်ထွက်သွားလို့တကားပိတ်လိုက်တာကဘဝင်စိတ်ပြန်ဖြစ်သွားတယ်အဲ့ဒီ process ပဲနော်ဖြစ်စဉ်တစ်ခုဟာထူးထူးဆန်းဆန်းမဟုတ်ဘူးဘယ်ရာပဲဖြစ်ဖြစ်ဖြစ်စဉ်လေးနဲ့သွားနေတာကြီးပဲအားလုံးစိတ်မှဒီလိုဖြစ်စဉ်နဲ့မဟုတ်ဘူးတခြားအရာတွေလည်းဒီဖြစ်စဉ်တွေကဒီတိုင်းပဲသွားနေတာတတိမထားမိလို့သာအားလုံးဟာဖြစ်စဉ်နဲ့ပဲသွားနေအဲ့ဒီဖြစ်စဉ်အတိုင်းပဲအာယုံလေးတစ်ခုပေါ်မှာစိတ်ပေါင်း18ချက်ဖြစ်ပြီးတော့သွားတယ်ဖြစ်သွားတဲ့အခါမှာဆက်မတွေးမချင်းဒီအာယုံပေါ်မှာလိုချင်တယ်ဆိုတာလည်းမဖြစ်ဘူးမုန်းတီးတယ်ဆိုတာလည်းမဖြစ်ဘူးမှန်မသိဘူးဆိုတာလည်းမဖြစ်ဘူးတဘာဝကိုတဘာဝလိုပဲမြင်တဲ့အတိုင်းမှာပဲထားလိုက်တာဒိဋ္ဌိဒိဋ္ဌမတ္တံလို့ဒီလိုဆိုတာတဲ့ဒီမြင်တဲ့စိတ်အတိုင်းတာတဲ့ပို့ပြီးတော့ကြော်ပြီးတော့မသွားဘူးကိုယ်စိတ်ကိုခဲခတ်ချိမြင်ုံနဲ့လောဘဖြစ်သလားမြင်ုံနဲ့ဒေါသဖြစ်သလားမြင်ုံနဲ့တွေးဝေတဲ့မောဟတွေဖြစ်သလားလို့တတိလေးကပ်ပြီးတော့ထားလိုက်မယ်ဆိုလို့ရှိရင်မြင်ုံတက်တက်နဲ့မဖြစ်ဘူးဘာလို့လဲနောက်ကလိုက်လာတဲ့အတွေးနောက်ကလိုက်လာတဲ့အတွေးလေးဟာဘသူပဲဘယ်ဝါပဲငါပဲငါဟာပဲဆိုတဲ့အတွေးတွေဝင်လာတဲ့အခါကျမှဘသူဆိုတာတွေးလိုက်တာနဲ့ဒီလူကတစ်ချိန်တော့ငါနဲ့ဘာတွေလုပ်ခဲ့တယ်နော်ဒေါသဖြစ်စရာတွေဝင်လာပြီရှောက်တွေးလိုက်တယ်အတိတ်ကအရေးတွေရောအကုန်ပေါ်လာတယ်ဒေါသဖြစ်စရာတွေပေါ်လာမယ်သို့မဟုတ်ခင်မင်စရာတွေပေါ်လာမယ်ဒီလူတွေအာယုန်တစ်ခုပေါ်မှာအဲ့ဒါလို့အတွေးနယ်ချက်ရင်ချက်သလောက်လောဘတွေဒေါသတွေမောဟတွေဖြစ်ပေါ်လာတယ်တဲ့ဒါကြောင့်မို့လို့မြင်တယ်ဆိုရင်မြင်တဲ့အာယုန်လေးအတိုင်းတာပေါ်မှာမြင်မှုလေးပေါ်မှာရအောင်ကြိုးစားလို့ဒီလိုခေါ်တာမာလောကြဗုဒ္ဓအဲ့ဒါဟာမှန်တဲ့ဝိပဿနာတရားပဲဒိဋ္ဌိဒိဋ္ဌမတ္တံဝိပဿနာတရားပဲအဲ့ဒီလိုမြင်တဲ့အာယုန်လေးပေါ်မှာမြင်တဲ့အတိုင်းတာလေးတစ်ခုတည်းရပ်ဆိုင်လိုက်လို့ရှိရင်ဘာဖြစ်တုံးဆိုလောဘနဲ့အဲ့ဒီအာယုံကိုမတွေးဘူးဒေါသနဲ့အဲ့ဒီအာယုံကိုမတွေးဘူးမောဟနဲ့အဲ့ဒီအာယုံပေါ်မှာတွေးဝေတာမျိုးမရှိတော့ဘူးတခြားမာနတွေအိတ်သားတွေမစ္စရိယတွေအကုသိုလ်တွေအကုန်မလာတော့ဘူးမလာတော့ဘာဖြစ်တုံးဆိုရင်အဲ့ဒီအာယုံပေါ်မှာလူရဲ့စိတ်ဟာအလုံးလုံးထားမှာဖြစ်တော့ဒီအာယုံနဲ့ဆက်လက်ပြီးတော့သူ့စိတ်တွေဟာအလုံးမလုံးတော့နော်တွေ့တာတဲ့လောဘတွေနဲ့အလုံးမလုံးဘူးမုန်းတီးတဲ့ဒေါသတွေနဲ့ဆက်ပြီးတော့အလုံးမလုံးတော့ဘူးအဲ့ဒါကိုမြတ်စွာဘုရားအချင်းချင်းလေးဟောတာသူကယတောခောတိဒိဋ္ဌိဒိဋ္ဌမတ္တံဒိဋ္ဌတံဒိဋ္ဌိဓမ္မေတုဒိဋ္ဌိဒိဋ္ဌမတ္တံဘဝိတ္တိတတောနတေနအဲ့ဒါနဲ့ပတ်သက်ပြီးရာဂဒေါသမောဟမဖြစ်ဘူးမဖြစ်ရင်တတောတွန်နတ္တထာအဲ့ဒီမှာမင်းအလုံးလုံးမှာမဟုတ်ဘူးတဲ့လောဘတွေဒေါသတွေနဲ့တွေ့တာမှုတွေအဲ့ဒီမှာမဖြစ်တော့ဘူးတဲ့အဲ့ဒီအာယုန်နဲ့ပတ်သက်လာမြင်လိုက်တာလေးပဲရှိတယ်ဘာမှမစဉ်းစားဘူးဟောတတောတွန်နေဝိဒတဲ့အဲ့ဒီလိုနေနိုင်မယ်ဆိုလို့ရှိရင်အာယုန်ဟာပြတ်သွားသည့်အတွက်ကြောင့်ဒီလောကမှာလည်းမတွေ့တော့ဘူးနာဟုတာ
တခြားလောကကိုလည်းမတွေ့တာဘူးနတ်ဥပယံမန္တရေနဤလောကတခြားလောကဈာမှာလည်းပဲမတွေ့တာတော့ဘူးဧတေဝန္တောဒုက္ခတာဒါဟာဒုက္ခရဲ့အဆုံးသတ်ပဲလို့ဝိပဿနာကျင့်စဉ်တစ်ခုမြတ်စွာဘုရားအချင်းချင်းဟောတာအဲ့ဒီအချင်းချုပ်လေးဟာနားလည်ဖို့လွယ်သလားလို့ဆိုလွယ်တော့မလွယ်ဘူးအဲ့ဒါကိုမလုကြဗုဒ္ဓယဟန်ကမြတ်စွာဘုရားကငါဟောတာနားလည်လားဆိုအရှင်ဘုရားတပည့်တော်နားလည်ပါပြီသူနားလည်တာလေးကိုသူဘယ်လိုလျှောက်တော့ဆိုနားလည်သွားတယ်ဘုရားကတော့အချင်းလေးမင်းဒိဋ္ဌိဒိဋ္ဌမတ္တဖြစ်အောင်လုပ်ဖြစ်ရင်လောဘဒေါသတွေနဲ့အဲ့ဒီအာယုံမပတ်သက်တော့မပတ်သက်ရင်အဲ့ဒီမှာမင်းဆက်ပြီးအလုံးမလုံးတော့ဆက်အလုံးမလုံးလို့ရင်မင်းဒီမှာလည်းမရှိဘူးဟိုမှာလည်းမရှိဘူးဒီနဲ့ဟိုနဲ့ဈာမှာလည်းမင်းမရှိဘူးဒါငြိမ်းသွားပြီလို့ဒီလိုဆိုတာနော်ဒုက္ခဆုံးသတ်ပဲလို့ဆိုတကယ်ချင်းချင်းလေးဟောလိုက်တယ်အဲ့လိုဟောတော့သူကနားလဲတယ်တပည့်တော်ဒီလိုနားလဲပြီဖျားတဲ့ဘယ်လိုနားလဲတော့ဆိုရူပံဒိဋ္ဌဝတတိမုဋ္ဌာပိယံနိမိတံမနတိကရောတောတပည့်တော်အစင်အာယုံလေးကိုမျက်စိနဲ့မြင်လိုက်တဲ့အခါတတိလွတ်သွားတယ်ဗျာမြင်တဲ့အာယုံလေးပေါ်မှာတတိလွတ်ပြီးတော့ပိယံနိမိတံမနတိကရောတောလှတယ်ပါတယ်လူချင်းစရာကောင်းတယ်ဆိုတဲ့အတွေးတွေဝင်လာတယ်တဲ့လူချင်းစရာကောင်းလိုက်တာလှလိုက်တာဆိုတဲ့အတွေးဝင်လာတဲ့အခါမှာတာရတ္တစိတ်တော်ဝေထေတိတပည့်တော်အဲ့ဒီပေါ်မှာတွေ့တာတဲ့ခံစားမှုတွေဆက်လက်ပြီးတော့ဖြစ်ပေါ်နေတယ်တဲ့တင်စဣဇောသတိဋ္ဌတိအဲ့ဒီခံစားမှုတွေကတပည့်တော်ရဲ့စိတ်ကိုလွှမ်းမိုးချုပ်ကင်သွားပြီတဲ့အဲ့ဒီအချိန်မှာအာယုလေးတစ်ခုပေါ်မှာတွေ့တာလိုက်တာနဲ့တပည့်တော်ရဲ့စိတ်ကိုလွှမ်းမိုးချုပ်ကင်သွားပြီအဲ့ဒါလို့ချုပ်ကင်သွားတဲ့အခါမှာတဲ့တတ္တဝဋ္ဌန္တိအာတဝါအနေကာရူပတမ္မောအစင်းအာယုံလေးကိုဆွဲမိပြီးတော့ဖြစ်လာတဲ့အကုသိုလ်တွေဟာအမျိုးစုံပဲနော်အကုသိုလ်တွေအမျိုးစုံတက်လာတယ်လောဘတွေတက်လာတယ်လောဘနဲ့ပတ်သက်ပြီးဒေါသတွေတက်လာတယ်မောဟတွေမာမနာတွေအိတ်တာတွေမစ္စရိယအဲ့ဒါတွေဟာအကုန်လုံးထပ်ဆင့်ပြီးတော့အာတဝဆိုတဲ့ကိလေသာတွေဟာစီးဝင်လာအဲ့ဒီမှာအဓိကစီးဝင်တာတော့အဘိဓါစဝိဟိတာစစိတ်တမတ္တုပဟိညတိဒါတွေတွေးလို့ရှိရင်တပည့်တော်မှာလိုချင်တဲ့စိတ်တွေလွှမ်းမိုးလာတယ်လိုချင်တာမရလို့ရှိရင်စိတ်ပင်ပန်းတာတွေလည်းတပည့်တော်ကိုလွှမ်းမိုးလာတယ်တဲ့ဧဝံအာစိနတောဒုက္ခအဲ့ဒီအခြေအနေဆိုရင်တပည့်တော်ဟာဒုက္ခတွေဟာပို့ပြီးတော့များလာပြီအာရနိဗ္ဗာန်ဩစတိတပည့်တော်ဟာနိဗ္ဗာန်နဲ့ဝေးသွားပြီလို့တပည့်တော်ဒီလိုနားလည်လိုက်ပါတယ်တဲ့အဲ့ဒါကြောင့်မို့တပည့်တော်လိုင်းနာကျင့်သုံးရမယ့်အကျင့်ကဘာလို့နာသောရိစတိရူပေတုရူပံဒိဋ္ဌဝပဋိတ္တတောမျက်စိကအဆင်အာယုံလေးမြင်လိုက်ရင်တတိကလိုက်တယ်တတိထားလိုက်တယ်တတိထားလိုက်တဲ့အခါအဲ့ဒီအဆင်အာယုံပေါ်မှာတတ်မဲ့တဲ့တဏှာမလာတော့ဘူးတဲ့မြင်တယ်ဆိုတဲ့အနေထားလေးတစ်ခုပဲတပည့်တော်တတိထားလိုက်တဲ့အခါမှာမြင်တယ်ဆိုတာလေးလောက်နေတယ်တပည့်တော်ရပ်သွားပြီဝိရတစိတ်တော်ဝေဒေတိခံစားမှုတွေပေါ်လာလို့ရှင်လေတွေ့တာမှုတွေမပါတော့ဘူးတဲ့ဒီလိုရိုးခံစားတာပဲမြင်လိုက်တဲ့အပေါ်မှာခံစားချက်လေးတွေဟာတွေ့တာမှုကင်းတဲ့ခံစားချက်လေးတွေဖြစ်လာတယ်တင်စနေဇောတတိဋ္ဌတိအဲ့ဒီခံစားမှုတွေတဏှာရာဂတွေကလည်းတပည့်တော်စိတ်ကိုလွှမ်းချိုးလွှမ်းမိုးပြီးတော့မထားဘူးတဲ့ယထတပတ္တတောရူပံသေဝတောစာပိဝေဒနာခိယတိနောပစီယတိအဲ့ဒါလို့အစင်းအာယုံကိုမြင်ပြီးတော့စိတ်ခံစားမှုလေးတွေဟာပေါ်လာအဲ့ဒီပေါ်လာတဲ့စိတ်ခံစားမှုလေးတွေဟာတဲ့လောဘကုံမှုအတွက်ဖြစ်လာတယ်ဒေါသတွေကုံမှုအတွက်ဖြစ်လာတယ်မောဟတွေကုံမှုအတွက်ဖြစ်လာဒီခံစားမှုနဲ့ပတ်သက်ပြီးလောဘဒေါသမောဟဆိုတာတပည့်တော်မှာမဖြစ်တော့ဘူးတဲ့ဧဝံသောစရတိတတောတဲ့ဒီနည်းအတိုင်းတတိနဲ့မြင်တဲ့အာယုံပေါ်မှာလောဘမဖြစ်အောင်ကျင့်တယ်အဲ့ဒါလို့တတိကြီးစွာထားပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ကျင့်ကြံကြိုးကုပ်အထုတ်ခြင်းကြောင့်ဧဝံအပစိနတောဒုက္ခဒုက္ခဖြစ်လာမဲ့ဟာတွေကိုတပည့်တော်ဖြစ်စည်းပြီးသားဖြစ်သွားတယ်ဒုက္ခတွေပွားစီးမလာအောင်တားဆီးထားပြီးသားဖြစ်တယ်တန္တိကေနိဗ္ဗာန်ဩစတိအဲ့ဒီလမ်းကြောင်းသွားရင်တပည့်တော်နိဗ္ဗာန်အနည်းရောက်သွားပြီလို့ခံစားရပါတယ်လို့ဟောဒီကျင့်စဉ်လေးတစ်ခုဒါသူနားလေတဲ့အတိုင်းပြန်လျှောက်တာ
အဲ့ဒါဟာဒိဋ္ဌိဒိဋ္ဌမတ္တဝိပဿနာအကျင့်ပဲဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေနိဗ္ဗာန်သွားတယ်ဆိုတာကျင့်ပြီဆိုလို့ရှိရင်အဲ့ဒါကိုအဓိကထားကျင့်ကြမြင်တဲ့အာယုံပေါ်မှာလောဘမဖြစ်ဖို့ကြားတဲ့အာယုံပေါ်မှာထို့တူပဲလောဘဒေါသမောဟမဖြစ်ဖို့နှာခေါင်းကနမ်းရှူတဲ့အာယုံပေါ်မှာဆိုတော့တရားဆိုတာထိုင်းနေုံနဲ့မဟုတ်ဘူးမျက်စိနဲ့မြင်လိုက်တဲ့အချိန်တိုင်းမှာလောဘမဖြစ်အောင်နားကကြားလိုက်တဲ့အချိန်တိုင်းမှာတတိကပ်ပြီးဒေါသမဖြစ်အောင်လောဘမဖြစ်အောင်နှာခေါင်းကအနံ့ရတဲ့အပေါ်မှာလည်းထိန်းချုပ်အောင်လျှာကအရသာတွေးလိုက်တဲ့အချိန်မှာလည်းထိန်းချုပ်အောင်အဲ့ဒီလိုမထိန်းချုပ်ပဲနဲ့ကမ္မထမ်းထိုင်တဲ့အချိန်လေးလောက်ပဲအတွေးအာယုံလေးနဲ့ထိန်းနေတာလေးဟာအလုံးမဖြစ်သေးဘူးအလုံးမဖြစ်သေးဘူးမျက်စိကမြင်သမျှအာယုန်နေနားကကြားသမျှအာယုန်နေနှာခေါင်းကနမ်းရှုသမျှအာယုန်နေလျှာကပေါ်လာသမျှအရသာအာယုန်နေခန္ဓာကိုယ်နဲ့ထိတွေ့တဲ့အာယုန်နေစိတ်ကူးထဲမှာပေါ်လာတဲ့အာယုန်နေမှန်သမျှလောဘဒေါသမဖြစ်အောင်စောင့်ကြည့်ပြီးတော့မြင်တဲ့အတိုင်းဒါအတိုင်းရရမယ်ကြားရင်ကြားတဲ့အတိုင်းဘာနဲ့ရမလဲတတိနဲ့ရမယ်ပညာဆင်ញင်နဲ့ရမယ်ဒီထဲမှာငါမြင်တယ်ဆိုတာလည်းမပါလာဘူးနော်မြင်တဲ့အရာငါဟာလို့ဆိုတာလည်းပါမလာတော့ဘူးအားလုံးမြင်မှုဟာမြင်မှုတသက်မြတ်တာဖြစ်တယ်ဘုန်းကြီးတို့တွေလမ်းသွားတဲ့အခါမှာသစ်ပင်ကြီးတွေမြင်သွားတယ်လမ်းကျော်လည်းမြင်သွားတယ်သို့တော့ကိုမြင်တဲ့အရာတွေပေါ်မှာငါဟာလို့ဘယ်တော့မှမတွေးဘူးငါလို့လည်းဘယ်လို့မှမတွေးဘူးလမ်းဘေးမှာမြင်သွားတဲ့အရာတွေဟာမြင်ုံတသက်နဲ့ပဲဖြတ်ကျော်သွားကြတယ်ပေါ့အဲ့ဒီပေါ်မှာတွေ့တာမှုတွေလည်းမရှိဘူးတွေ့တာမှုရှိတာကြတော့ဒီမြင်တဲ့အာယုန်တွေပေါ်မှာလိုချင်တဲ့စိတ်မဖြစ်အောင်ထိန်းနေဆိုခရီးသွားရင်လမ်းမှာမြင်သွားတဲ့အာယုန်တွေပေါ်မှာဘာမှလောဘဒေါသမောဟတွေမဖြစ်စေဘဲနဲ့မြင်ုံတက်တက်ပဲဆိုတဲ့အနေအထားမျိုးရောက်အောင်အားလုံးပေါ်မှာအခုလိုတတိနဲ့ပညာနဲ့ထိန်းချုပ်သွားမယ်ဆိုရင်ဒါမြတ်စွာဘုရားရဲ့ဒိဋ္ဌိဒိဋ္ဌမတ္တကျင့်စဉ်ထိန်းချုပ်သွားမယ်ဆိုရင်လောဘတွေဒေါသတွေမောဟတွေမဖြစ်ဘူးမတွဲတော့ဘူးမတွဲရင်အဲ့ဒီအာယုန်တွေပေါ်မှာအကုသိုလ်တရားတွေမဖြစ်တော့ဘူးမဖြစ်တော့ဘူးဆိုရင်အဲ့ဒါအကုသိုလ်တရားတွေချုပ်ငြိမ်းသွားခြင်းဖြစ်လို့ဒီမှာလည်းမရှိဘူးဟိုမှာလည်းမရှိဘူးဟိုရောဒီရောနှစ်ခုရဲ့ကြားထဲမှာလည်းမရှိဘူးဒါဟာဒုက္ခအဆုံးသတ်ခြင်းပဲလို့ဒိဋ္ဌိဒိဋ္ဌမတ္တကျင့်စဉ်ကိုမြတ်စွာဘုရားဟာဘာဟိယယဟန်ကိုလည်းဒီဒိဋ္ဌိဒိဋ္ဌမတ္တတရားကိုဟောတယ်မာလုကျဗုဒ္ဓယဟန်ကိုလည်းပဲဒီဒိဋ္ဌိဒိဋ္ဌမတ္တတရားကိုဟောတယ်ဒါဟာဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်တိုင်းဟာမလွဲမသွေဒီလမ်းကြောင်းအတိုင်းသွားရတာဖြစ်တယ်ပေါ့ဒီလမ်းကြောင်းအတိုင်းသွားဖို့ဆိုတာတတိတွေထူထောင်ရမှာဖြစ်တယ်အသိပညာတွေထူထောင်ရမှာဖြစ်တယ်တဖြည်းဖြည်းတတိတွေတမာရီတွေပညာတွေတိုးတက်လာလေ့ကျင့်ပေးခြင်းဖြင့်သာလေဒီကျင့်စဉ်တစ်ခုဟာအောင်မြင်ပြီးနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့မိမိတို့မျက်စိနားလျှာကာယမနဆိုတာတွေကဝင်လာတဲ့အာယုန်တွေပေါ်မှာအခုလိုတတိနဲ့ထိန်းချုပ်မှတရားကျင့်တာဟာမှန်ကန်တယ်လို့ဆိုတာကိုသိပြီးအချိန်မရွေးတရားဓမ္မတတိနဲ့ကျင့်သုံးနေနိုင်ကြပါစေကုန်သတည်းအလုံးစုံကြရဣမာယကမ္မာနုကမ္မပฏิပတ်တိယဗုဒ္ဓံပုစေမိဣမာယကမ္မာနုကမ္မပฏิပတ်တိယဓမ္မံပုစေမိဣမာယကမ္မာနုဓမ္မပฏิပတ်တိယအံကံပုစေမိအတ္တာဣမာယပฏิပတ်တိယစရမရဏမပရိမုစိတ်တာမဣဒံမေပုညံနိဗ္ဗာနတ္တပစ္စယောဟောတု
ညဘာကံသဗ္ဗတတ္တနံဘာစေမသဗ္ဗေတတ္တအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိဂါဟွန်တုဒုက္ခိအတ္တနံပရိဟရန္တု